လားလေးလုံးသိမ်းပိုက်မဲ့အာဆနယ်ကိုဂျယ်ဆီဘယ်လိုလုပ်နိုင်မှာလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လူတွေကလည်းခက်ပါတယ်ကိုနဲ့တန်မမှန်းကြအောင်ရွှေမင်းသမီးလေးနဲ့သူစင်းရဲညားကြတာပုံမြင်ထဲမှာပဲရှိကြွက်သေးတစ်ခုရင်းပြုတ်ပြီးတော့ချမ်းသာသွားတာပုံမြင်ထဲမှာပဲရှိပါတယ်ဒီလိုပဲချယ်ဆီနဲ့ပရီးမီးယားလိချန်ပီယံဆုဆိုတာအဝေးကြီးမှအဝေးကြီးနိုင်ပွဲလေးနည်းနည်းဆက်လာတာနဲ့ပဲချယ်ဆီတိုင်းဝိုင်းကပရီးမီးယားလိချန်ပီယံဆုကိုမျှော်လင့်နေတာလားစိတ်ကူးရင်လည်းဆိုတာဖြစ်နိုင်တဲ့အရာကိုပဲစိတ်ကူးရင်ရတယ်မဖြစ်နိုင်တဲ့အရာကိုစိတ်ကူးရင်စိတ်ကူးနဲ့ယူတတ်တယ်ကျွန်တော်စကားရိုင်းသွားရင်တောင်းမှန်ပါလေဗျာဒီစကားတွေကချယ်ဆီကိုအသက်လိုကြီးပုတ်ခတ်ပြောဆိုနေတာမဟုတ်ရပါဘူးပရီးမီးယားလိချန်ပီယံဆုဆိုတာနတ်ကြီးတယ်ခြေစွမ်းကောင်းတိုင်းနိုင်ပွဲဆက်တိုင်းရတဲ့အရာမျိုးမဟုတ်ဘူးအခုဝယ်အခုစားလို့ရတဲ့ KFC ကြက်ကြော်လည်းမဟုတ်ဘူးလီဗာပူးကိုပဲကြည့်ပရီးမီးယားလိဖလားမရတာနှစ်30တောင်ကြာခဲ့လို့ဘယ်လောက်မျက်နှာငယ်ခဲ့ရလဲဂျာဂျန်ကလော့လို့နီးပြမျိုးကင်လဲတစ်ခါပဲရဘူးလေပြီးခဲ့တဲ့ရာသီမှာတော့ဂူအောင်ကရုံးကကန်ဆွတ်ပြီးရသွားတာဘာမှထင်ကြီးစရာမရှိပါဘူးမန်စီးတီးညံ့လွန်းလို့အာစတင်ထုံးစံတိုင်းအဖျားရှူးသွားလို့လီဗာပူးချန်ပီယံဖြစ်ခဲ့တာပဲခုပဲကြည့်လေဂူအောင်ကရုံးညံ့ကြဆိုတာမြင်လို့တော့မကောင်းဘူး UN Never Walk Alone အလုံးမတယောက်တည်းလမ်းမလျှောက်တဲ့လီဗာပူးကအခုအရှုံးတွေနဲ့အတူလမ်းလျှောက်ထွက်ရတာကြည်နူးနေပုံပဲဂျယ်ဆီကပြီးခဲ့တဲ့ရာသီမှာဥရောပရဲ့အဆင့်နှိမ်ဆုံးကွန်ဖရင့်စီဖလားရပြီးကလေးကဘဝင်လေဟတ်သွားတာဟောဖီဗာကလပ်ကဘာဖလားရတော့ပိုဆိုးသွားတယ်ချယ်ဆီတဲ့အောက်ခြေပါလွတ်သွားတယ်အခုလည်းပရီးမီးယားလိချန်ပီယံဆုကိုကွန်ဖရင့်စီလိုမျိုးလွယ်လေးရမယ်ထင်နေလားမသိပါဘူးမန်စီးတီးကပရီးမီးယားလိချန်ပီယံဆုကိုလွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာဂွာဒီယိုလာနှစ်ပေါင်းများစွာတီးဆောက်လာခဲ့လို့ရတာအခုချယ်ဆီကမာရက်စကာလက်ထဲမှာနေရာဒီမြောက်ပဲရှိသေးပြီးတော့ကစားသမားများစုကလည်းငတ်ချွတ်လေးတွေများပါတယ်နေလားငါလားချန်ပီယံဆုအတွက်လူရပြီဆိုရင်အတွေ့အကြုံနှုတ်နေတဲ့ငါချိုလေးတွေကဒဏ်မခံနိုင်ကြဘူးခုချိန်မှာပရီးမီးယားလိချန်ပီယံဆုအတွက်မပေးစရာထိတ်ဆုံးကနေဦးဆောင်နေတဲ့အာဆနယ်လည်းကစားသမားတွေအတွေ့အကြုံနှုတ်နယ်မှုကြောင့်ဒုတိယလူဖြစ်ပေါင်းများခဲ့ပြီချယ်ဆီတဲ့အာဆနယ်ကချန်ပီယံလူပွဲအတွေ့အကြုံတာနေပြီလေပြိုင်ပွဲတစ်ခုလိုပဲဘန်းဝင်ကန်ကြီးကြရင်ဘလို့အချိန်တင်လော်ခတ်မလဲဆိုတာကအရေးကြီးတယ်အာဆနယ်ကချန်ပီယံလူပွဲရဲ့အရေးကြီးဆုံးချိုးကွေတွေအကြောင်းချယ်ဆီတဲ့ပိုနားလေတယ်ချန်ပီယံလိမှာဘာစရာကိုချယ်ဆီအနိုင်ရတာနဲ့ဘိုင်မနစ်ကိုအာဆနယ်အနိုင်ရတာဘယ်ဟာကပို့ပြီးတော့လေးစားစရာကောင်းလဲဆိုတာဘောလုံးပွဲကောင်းကောင်းကြည့်တဲ့သူတိုင်းနားလေတယ်ချယ်ဆီလိုမျိုးအာဆနယ်ကဖလားရတယ်လို့မျိုးပွဲခံမနေပါဘူးစူပါဆန်ဒေးမှာလူတကာလန့်ငေးမဲ့ပွဲကတော့ချယ်ဆီနဲ့အာဆနယ်စီးချင်းထိုးမဲ့ပွဲပါပရီးမီးယားလိမပေးစရာဒုတိယနေရာကချယ်ဆီတင်းကအာဆနယ်နဲ့ရမှတ်6မှတ်ကွာဟနေပါတယ်ဒီတော့အာဆနယ်ကိုနိုင်ကစားပြီးတော့အမှတ်ကွာချက်ရှော့ချခြင်းနေပါတယ်အဲ့ဒီညီမချက်ကတော်လေး logic အောက်နေပါတယ်ချယ်ဆီကအာဆနယ်ကိုနိုင်မရတာဘယ်လောက်ကြာနေပြီလဲအာဆနယ်နဲ့ပရီးမီးယားလိနောက်ဆုံး7ပွဲမှာတပွဲသာနိုင်ထားတာပါအဲ့ဒါကလည်း2021ခုနှစ်တုန်းကဆိုတော့၄နှစ်တောင်ကြာခဲ့ပါပြီပြောရရင်အာဒီတာလက်ထဲမှာချယ်ဆီဆိုတာငယ်နိုင်ဖြစ်နေတာကြာပါပြီပြီးတော့ချယ်ဆီရဲ့အင်္ဂလိပ်စတန်ဖို့ဘရိတ်ဆိုတာလက်ရှိရာသီပရီးမီးယားလိမှာထဲထဲဝါမရှိလာပါဘူးချယ်ဆီတင်ကအင်္ဂလိပ်မှာ10မှတ်သာရထားလို့အာဆနယ်အတွက်စတန်ဖို့ဘရိတ်ကအလူအိမ်လိုဖြစ်နေအောင်မှာပါအာဆနယ်ကအာဒီတာထရက်ဆက်ပရောဆက်စီမံကိန်းအောင်မြင်မဲ့ချိန်ရောက်လာပြီးဖလားလေးလုံးမျောလင်းချက်ရှိနေပါတယ်ချယ်ဆီကအာဆနယ်နဲ့အဆင့်အတန်းချင်းမတူညီပါဘူး